ကလောသွားတဲ့လူတွေတော်တော်များများကိုဒီဆိုင်လေးမှာထိုင်မှုပဲထင်တယ်ကလောမျိုးကိုကျင်းရင်းနဲ့ထိုင်လို့ရတယ်အရန်လည်းမမြင်ဘူးအရန်လည်းမနှိမ်ဘူးဈေးလေးလည်းတင်နေဆိုတော့ကျွန်တော်ရောက်ဖြစ်တဲ့ဆိုရင်မကြာခဏထိုင်ဖြစ်တယ်ဒါတော့ဒီဆိုင်မှာကျွန်တော်အကြိုက်ဆုံးတဲ့ favorite ဖြစ်ဆုံး menu ခရဝက်ဦးတော်တော် fine နေနောက်ပြီးတော့ကျွန်တော်ထမင်းနဲ့တွဲစားဖို့အာလူထောင်းလဲမှာထားတယ်အာလူကရှမ်းပြည်အာလူကိုလှုပ်ထားစီစီလေးပဲပေါ့ငင်းစင်နေပိုင်းနဲ့ရောချော်အောင်မဟုတ်ဘူးအာလူကြီးပဲတည်တံ့ကြော်ထားပြီဒါလေးကတော့ကိုက်လန်ဖြူစီကြော်ဒီမှာဟင်းဒီဟင်းရွက်တွေပေါ်လို့လားမသိပါဘူးကွာကိုက်လန်ကိုအရွက်အုံးလေးပဲကြော်ထားကိုရီးယားကိုက်လန်ဖြူစီဆိုလို့ရှိရင်ကိုက်လန်အယိုးလေးကိုက်ရတာတဘွားလုံးအသားကျပြီးသားဆိုတော့ဒီကောင်လေးကိုတော့တိတ်မကြိုက်ဘူးရောနန်ကင်တုတ်က sauce တွေပိုင်းနဲ့မဟုတ်ဘူးချက်သွန်ဒီတံမြာသီးမြုပ်သီးနဲ့ homemade style လေးပဲတုတ်ပေးထားဒီကောင်လေးကလည်း clean ဖြစ်ဖြစ်လေးနဲ့စားလို့ကောင်းတယ်ထမင်းနဲ့စားရတဲ့ဆိုင်တခုခုနဲ့မြည်ရပိုကောင်းမယ်ထင်ဒါလေးကိုဆိုင်မှာချက်တောက်ဆန်းလားချက်ချင်းစော်ကားသီးဟင်းလားဘလို့ခေါ်လဲကိုတေချာမမှတ်မိဘူးတေချာတာကတော့ချက်သားရဲ့ချင်းစော်ကားသီးရဲ့နဲ့ချက်သားပေးရဲ့အရေးသားရတာလေးကအရန်ချင်တာမဟုတ်ပဲချင်းပြုံးလေးနဲ့တောက်လိုက် green ရှင်းသွားမဲ့တော်တော်သက်ဟတ်တဲ့ဟင်းရည်လေးပူလောလောလေးတောက်မယ်ဆိုရင်ကလောရသည်ဦးနဲ့တော်တော်ဆိုင်လေးကမင်းတို့ကလောသွားရဆိုရင်ညဘက်သွား chill ဆိုင်မဲ့မင်းတို့တည်ပြီးသား Bristol 29ဆိုရယ်ဒီဆိုင်ထိုင်ဦးရမလားဘယ် menu တွေကမင်းတို့ရဲ့ favorite လဲဆိုတော့ပြောတော့ပေးပါတော့ Biden ပြီးတော့ hotel ပြန်ပြီးကျိုးတော့မယ်ဒါပဲနော်ကွက်